ကာတနာရဲ့သဝင်းငါအလေးဘယ်ကခွင့်ရနိုင်မှာမလဲပိုင်ဆိုင်လူချစ်မျိုးမဟုတ်တော့လူချင်းမှာခါသာခွင့်နဲ့ချစ်ကြည်ကြုံလေးဖြစ်ခွင့်ရရင်ငါကြည်နဲ့သေးတယ်ဒါပေမဲ့ငါရဲ့အသေးကိုအကျဉ်းနာမဲ့မုန်းတင်များတဲ့နေပြစ်ခဲ့သူရဲ့ခဲ့သည်ငါကြည်နိုင်ပါတယ်ပုံမြင်အမင်းရဲ့ဘဝကိုပိုင်ဆိုင်သူဟာတကယ်ထောင်ရာရဲ့မင်းလာပန်းမှုပကတနာနဲ့မီလောင်တိုက်သွင်းနေတရားတကားစီနဲ့ပြုံးမျက်နှာဒီချိန်မှာကြေခွဲရင်နဲ့သေးပွဲဝင်ရဲ့ချစ်ရဲ့ဟစ်တိုင်းချီတော်ရင်မှာကန်စရာရဲ့လေဝဲတဲ့ခံလာခဲ့ချစ်ရဲ့